ဗျာဒိတ်ကျမ်းခန်းကြီး19ဖလားခုနှလုံးရှိသောကောင်းကင်တမန်ခုနှစ်ပါးတို့တွင်တပါးသည်လာပြီးလျှင်ငါကိုနှုတ်ဆက်၍လာခဲ့ပါရေပေါ်မှထိုင်သောပြည်တစားကြီး၌စီရင်ခြင်းအမှုကိုငါပြမည်လောကီရှင်ဘုရင်တို့သည်မတရားသောမိထွန်းကိုသူနှင့်ပြုကြပြီးညီကြီးသားတို့သည်သူ၏မတရားသောမိထွန်း၏စပြည့်ရည်နှင့်ရင်မှုကြပြီဟုပြောဆိုလျက်ငါကိုဝိညာဉ်တော်အားဖြင့်တောသို့ဆောင်သွားလေ၏ခေါင်းခုနှလုံးနှင့်ဂျိုးဆယ်ချောင်းရှိ၍ဘုရားသခင်၏အသေးတော်ကိုရှုတ်ချသောနာမတို့နှင့်အပြည့်ရှိသောသားရဲအနီပေါ်မှထိုင်လက်ရှိသောမိန်းမတဦးကိုငါမြင်၏ထိုမိန်းမသည်အဝတ်နီအဝတ်မောင်းကိုဝတ်လျက်ရွှေတစားကြောင်းမြတ်တစားပလဲတစားကိုဆင်လျက်ရှိ၏ဆက်စွပ်ယွန်ရှာဖွယ်သောအရာနှင့်၎င်းမိမိမတရားသောမိတို့၏ညှဉ်းညူးခြင်းနှင့်၎င်းပြည့်သောရွှေဖလားကိုကင်လျက်ရှိ၏နှစ်ဖူး၌အခရာတင်သောဝဲမူကားနည်းနည်းသောအရာဘာဘူးလုံမြို့ကြီးပြည်တစားတို့၏အမိညီ၌ဆက်စွပ်ယွန်ရှာဖွယ်သောအရာတို့၏အမိပေတည်ထိုမိန်းမသည်တန်ရှင်းသူတို့၏အသွေးယေရှု၏တတိခံတို့၏အသွေးနှင့်ရင်မှုသည်ကိုငါမြင်၏ထိုသို့မြင်သောအခါအလွန်အံ့ဩမိန်မော၍နေ၏ကောင်းကင်တမန်ကလည်းအဘယ်ကြောင့်အံ့ဩသနည်းထိုမိန်းမ၏နည်းနည်းသောအရာကို၎င်းခေါင်းခုနှလုံးနှင့်ဂျိုးဆယ်ချောင်းရှိ၍ထိုမိန်းမကိုဆောင်သောသားရဲ၏နည်းနည်းသောအရာကို၎င်းငါပြောမည်ယခုမြင်သောသားရဲသည်ဖြစ်ဘူးပြီးဖြစ်ဆဲမရှိအနက်ဆုံးသောတွင်ထဲကတက်၍ဖြက်စီးခြင်းသို့ရောက်လိမ့်မည်ကဘာဦးကပင်အသက်စာဆောင်၌စည်ရင်မဝင်သောမြေကြီးသားတို့သည်ဖြစ်ဖူး၍ဖြစ်ဆဲမရှိဖြစ်ရတဲ့သောသားရဲကိုမြင်ရသောအခါအံ့ဩကြလိမ့်မည်ဤရာ၌ပညာနှင့်ပြည့်စုံသောဉာဏ်ရှိ၏ခေါင်းခုနှလုံးကမိမထိုင်သောတောင်ခုနှလုံးဖြစ်၏ရှင်ဘုရင်ခုနှစ်ပါးလည်းဖြစ်၏ငါးပါးကြပြီးတစ်ပါးရှိသေး၏တစ်ပါးဖြစ်လေအောင်မည်ဖြစ်သောအခါတခဏသာတည်လိမ့်မည်ဖြစ်ဘူး၍ဖြစ်ဆဲမရှိသောသားရဲသည်ရှစ်ပါးမြောက်သောရှင်ဘုရင်ဖြစ်၏ခုနှစ်ပါးဝင်လည်းဖြစ်၏ဖြက်စီးခြင်းသို့ရောက်ရလိမ့်မည်ယခုမြင်သောဂျိုးဆယ်ချောင်းကမင်းအာနာစက်ကိုမရသေးသောရှင်ဘုရင်10ပါးဖြစ်၏ရှင်ဘုရင်အာနာစက်ကိုသားရဲနှင့်အတူတစ်ချက်တည်းရကြလိမ့်မည်ထိုသူတို့သည်သဘောတူ၍မိမိတို့တကူအာနာတော်ကိုသားရဲ၌အပ်ပေးကြလိမ့်မည်သူတို့သည်တိုးတငယ်ကိုစစ်တိုက်၍တိုးတငယ်သည်နိုင်တော်မူမည်အကြောင်းမူကားတိုးတငယ်သည်သခင်တို့၏သခင်ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏ကိုယ်တော်နှင့်အတူရှိသောသူတို့သည်ခေါ်တော်မူသောသူရွေးချယ်တော်မူသောသူသစ္စာရှိသောသူဖြစ်ကြ၏ယခုမြင်၍ပြည်တစားထိုင်သောရေကအတီးတီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအဆုဆုဖြစ်သည်ယခုမြင်သောဂျိုးဆယ်ချောင်းနှင့်သားရဲသည်ပြည်တစားကိုမုန်း၍သူ၏စီးစိမ်ကိုဖျက်ဆီးလိမ့်မည်သူ၏အဝတ်တစားကိုချွတ်၍သူ၏အသားကိုကိုက်စားလိမ့်မည်သူ၏ကိုယ်ကိုလည်းမီးရှို့လိမ့်မည်အကြောင်းမူကားသူတို့သည်ဘုရားသခင်အလိုတော်ကိုပြုခြင်းက၎င်းနှုတ်ကပတ်တော်ကိုမပြည့်စုံမီတိုင်အောင်သဘောတူ၍မိမိတို့နိုင်ငံများကိုသားရဲ၌အပ်ပေးခြင်းက၎င်းဘုရားသခင်သည်သူတို့၌အကြံပေးတော်မူ၏ယခုမြင်သောမိန်းမသည်လောကီရှင်ဘုရင်တို့ကိုအုပ်စိုးသောမြို့ကြီးဖြစ်သည်ကောင်းကင်တမန်ပြောဆို၏ဖတ်တော်သောကျမ်းပိုင်အားဖြင့်နားထောင်ကြသောညီကိုမောင်နှမအယောက်စီတိုင်းမှာဘုရားသခင်တည်တံ့ကောင်းကြီးပေးပါစေအာမင်